မိုးစားပြီးတော့လွင့်နေတာတို့မိုးကတကယ်ဟိုက်နေတာတို့အဲ့တော့အဲ့လိုမျိုးပုံစံမျိုးတွေအခုပြောနေကြတယ်ဒီမှုရောက်လဲအခုလူတယောက်တည်ဆုံးသွားတဲ့တဲ့နေလဲကျွန်တော်တို့ကြားပြီးသားဖြစ်မှာပါเนาะအဲ့တော့ဒီ magical mushroom နဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာနည်းနည်းလေးပြပေးဖို့ရှိပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစုံလိုက်ကြည့်ပေးကြပါအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ All About Medicine မြန်မာ Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ကဒီ Magical Mushroom လို့ခေါ်တဲ့ကျွန်တော်တို့ဒီဆေးဖြစ်နေရောတချို့တွေဆိုလို့ရှိရင်အလွဲသုံးပြီးတော့ဗောနော် high ဖို့အတွက်သုံးတဲ့ဒီမှုလေးတစ်မျိုးအကြောင်းကိုကျွန်တော်ကပြောပြပြီးမှဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကျွန်တော်မစခင်မှာကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့သိပညာကူးစုတာတွေတင်ဆက်ပြီးမှမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ notification bell လေး on ပေးထားပါအောင်နော်အဲ့လိုကျွန်တော်တို့ရဲ့ Facebook page လေးကိုလည်း like and follow လုပ်ဖို့အတွက်ကျွန်တော် request လုပ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်ရအောင်နော်အဲ့တော့ကျွန်တော် magical mushroom လေးကိုရင်ဆုံးစပြောပြမယ်နော်ဒီ magical mushroom ဆိုဟိုးရှေးခေတ်တွေကကျွန်တော်သုံးခဲ့ကြတဲ့ဒီမှုလေးတစ်မျိုးပဲသူကဒီမှုမျိုးစိတ်ကကျွန်တော်တို့ကဘာမှာဆိုမျိုး200လောက်တောင်ရှိရယ်နော်သူကကျွန်တော်တို့ကဒီပစ္စည်းလေးတစ်မျိုးထွက်တယ်သူက psilocybin ဆိုတဲ့ကျွန်တော်ပစ္စည်းလေးတစ်မျိုးထွက်တယ်အဲ့ဒီပစ္စည်းလေးကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာစားသုံးလိုက်ပြီဆိုကျွန်တော်တို့ကသူကအဲ့ထဲက phosphate group ကိုကျွန်တော်တို့ခန္ဓာကိုယ်ကအစာချေတွေကဖယ်ထုတ်လိုက်တဲ့အချိန်မှာသူက psilocin ဆိုတဲ့ molecule လေးကျွန်တော်ထွက်လာတယ်အဲ့တော့အဲ့ဒီ molecule လေးကကျွန်တော်တို့ကဒီခန္ဓာကိုယ်မှာပျော်ရွှင်စေတာစိတ်နဲ့စိတ်သက်ကြတာတွေပါလို့တတ်တာစီတဲ့ serotonin လို့ခေါ်တဲ့ပစ္စည်းလေးထွက်အောင်လို့သူက serotonin receptor မှာသွားပြီးတော့သူကသွားပြီးတော့တွေ့ကတ်တယ်ပေါ့နော်သူက molecule ချင်းနဲ့ဆင်တူသွားတဲ့ခါကျတော့ receptor အဲ့မှာသွားပြီးတော့ကတ်ပြီးတော့ serotonin တွေအများကြီးထွက်စေတယ်ထွက်စေပြီးတော့ကျွန်တော်တို့ကစိတ်မှာပျော်ရွှင်စေတယ်နောက်ပြီးတော့စိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထင်အောင်ထင်မှားတွေမြင်စေတယ်အခြားကဘာတစ်ခုရောက်သွားတာမျိုးအဲ့လိုမျိုးခံစားချက်မျိုးတွေဖြစ်စေတယ်ပေါ့ဗျာနောက်ပြီးတော့ဒီအုံနောက်ရဲ့လှုပ်ဆောင်မှုစွမ်းအားတွေလည်းပို့ပြီးတော့ကောင်းလာစေတယ်အုံနောက်ထဲမှာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီ connectivity လို့ခေါ်တာပေါ့အုံနောက်ရဲ့ချိတ်ဆက်လှုပ်ရှားမှုတွေပို့ပြီးတော့ကောင်းစေတယ်နော်အဲ့လိုပုံစံမျိုးလုပ်တဲ့ကျွန်တော်မှုလေးတစ်မျိုးပေါ့ဗျာဟိုးရှိခေတုံးလေးရဆိုအဲ့လိုမျိုးပေါ့နော်ဒီမှုလေးကိုစားပြီးလို့ရှိရင်ကျွန်တော်တို့ကတကယ်ဟိုအာကာသထဲလွှင့်သွားသလိုလိုနောက်ထပ်ကဘာတစ်ခုရောက်သွားသလိုလိုအမြင့်ရနေရောက်သွားသလိုပေါ့နော်အဲ့လိုမျိုး height တဲ့ဆိုတော့ခံစားချက်တွေသူကရတယ်ပေါ့နော်အဲ့ဒီခါကျတော့သူကဒီအချို့ဆိုလို့ရှိရင်အဲ့ဒီကောင်လေးကိုစားပြီးတော့တကယ်သူတော်မြတ်တွေနဲ့ထပ်တွေ့သလိုမျိုးပေါ့အဲ့လို feeling မျိုးတွေခံစားရတဲ့ခါကျတော့ဒါဒီဘုရားသခင်ကဖန်ဆင်းပေးလိုက်တဲ့သူနဲ့ချိတ်ဆက်ဖို့အတွက်ဖန်ဆင်းပေးလိုက်တဲ့မှုလို့တော့သူတို့ပြောကြတယ်အဲ့တော့ဒီကောင်ကကျွန်တော် magical mushroom လို့ပြောကြတယ်နိုင်ငံခြားမှာတော့ဒီကောင်လေးကိုကျွန်တော်တို့ကချစ်စလုံးနဲ့ shroom လို့ခေါ်ကြတယ်ဒီမှုစားရဲ့သူတွေ shroom မလို့တော့ခေါ်ကြတယ်နော်ဒါကတော့ magical mushroom အကြောင်းပေါ့ဒီ magical mushroom ဒီကျွန်တော်တို့ကပြောချင်တာကတော့ဒီတော်တော်များသိထားကြတာကဒါချို့အခုဆိုလို့ရှိရင်ဟိုဒီတိုက်ဘွားခုံချတာမျိုးကြားလိုက်ခါကျတော့ဟာဒါကြီးကကျွန်တော်တို့မွေးရဆေးပုံစံမျိုးကျွန်တော်တို့ဆေးကြောက်လို့ပုံစံမျိုးနဲ့သွားပြီးတော့တူတဲ့ပုံစံမျိုးဆင်ကြထင်ကြတယ်တကယ်တော့ဒါမွေးရဆေးတော့မဟုတ်ဘူးเนาะကျွန်တော်တို့ကဒါဆေးဖြစ်နေတဲ့သုံးလို့ရတယ်ကျွန်တော်တို့ကတကယ်တချို့ကြတော့ဆရာဝန်ညွှန်ကြားချက်မဟုတ်ဘဲနဲ့ဘာမှဆရာဝန်အနေနဲ့ကျွမ်းကျင်နေတဲ့တိုင်မင်တာနဲ့မလုပ်ဘဲနဲ့သုံးတာကြောင့်မို့တလွဲသုံးတာဖြစ်ပြီးတော့ဘေးဖြစ်တာပေါ့နော်အဲ့တော့ဒီကောင်ဒီကျွန်တော်တို့ကငွေဆေးဝါးထဲမှာမပါတဲ့အတွက်ကြောင့်မလို့ဘယ်နိုင်ငံကမှလည်းဒါကြီးကိုတရားဝင်ပိတ်ထားပြီးတော့လုံးဝငွေဆေးအနွယ်ဝင်ထဲမှာသုံးထားတဲ့သဘောတော့ကျွန်တော်တို့မဖတ်မိသေးဘူးပေါ့နော်အဲ့ကျွန်တော်မဖတ်မိရလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ဒီအဲ့တော့ magical mushroom ကြောင့်ပြန်ပြောရရင်ကျွန်တော်တို့ကသူဒီ psilocybin ဆိုတဲ့ကျွန်တော်တို့ကပစ္စည်းလေးကိုထွက်တဲ့ကျွန်တော်မှုတစ်မျိုးဖြစ်တဲ့ကျွန်တော်တို့ကဒီရှင်းပြောလို့ရှိရင်ဒီဆေးအနေနဲ့ဆိုလို့ရှိရင်သူကဒီ depression ယောဂါတွေပေါ့နော်စိတ်ကြယောဂါတွေအဲ့လိုမျိုးတခြားအုံနောက်နဲ့ပတ်သက်တဲ့ယောဂါတွေမှာကျွန်တော်တို့ကသုံးဖို့အတွက်အခုသူတည်သနာပြုတ်နေတဲ့ဈေးပေါ့နော်သူတည်သနာပြုတ်နေဈေးပေါ့လုံးဝတကယ်ကိုလုံးဝကဘာလုံးမှာလုံးဝဓာကြီးကိုသုံးလို့တော့အတီးပြုထားတာပါညာတော့မရှိသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်လူတွေထင်သလိုမွေးစေဝါတစ်မျိုးတော့မဟုတ်ပါဘူးလို့ပြောချင်ပါတယ်အဲ့တော့ဒီ magical mushroom ထဲမှာဘာ chemical တွေပါလဲပေါ့နော်ရှေ့မှာကျွန်တော်ပြောခဲ့ပါတယ်เนาะဒါကကျွန်တော်ပြန်ပြီးတော့ပြန် rewind လုပ်ပေးတာပါအဲ့တော့ဒီ magical mushroom ထဲမှာပါတဲ့အဓိက compound တွေက psilocybin ပေါ့နော်ဒီ psilocybin ဒီကျွန်တော်တို့ခန္ဓာကိုယ်ထဲရောက်သွားပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်အစာချေတွေကကျွန်တော် phosphate group ကိုဖြုတ်လိုက်ပြီးတော့ကျွန်တော်တို့အဲ့မှာ psilocin ဆိုတဲ့ molecule တွေဖြစ်လာအဲ့ psilocin ဆိုတဲ့ molecule လေးကကျွန်တော်တို့ဒီ serotonin လို့ခေါ်တဲ့ကျွန်တော် molecule လေးနဲ့ပုံစံချင်းခက်ဆင်တူတယ်တူတဲ့ကြောင့်မို့ serotonin သွားပေါင်းတဲ့ကျွန်တော်တို့ကဒီ receptor တစ်ခုတည်းက 5-HT2A ကိုသွားပြီးတော့ပေါင်းတယ်အဲ့
အဲ့တော့ပေါင်းတယ်ပေါင်းပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာ serotonin တွေအများကြီးထွက်ပြီးတော့အလုပ်လုပ်စေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ magical mushroom ရဲ့ကျွန်တော်တို့ရဲ့ပါဝင်တဲ့ chemical compound တွေဖြစ်ပါတယ်အဲ့တော့ဒီကောင်ကကျွန်တော်တို့ကဘယ်ထဲမှာထည့်ထားလဲဆိုတော့ကျွန်တော်တို့က psychedelic drugs ထဲမှာထည့်ထားတယ်ပေါ့နော် psychedelic drugs ဆိုတာဘာလဲဆိုတော့ကျွန်တော် hallucination ဖြစ်စေတဲ့ hallucinogenic drug ထဲမှာတော့ပါတယ်ပေါ့နော် hallucination လို့ခေါ်တယ်ကျွန်တော်တို့ဒီစိတ်ထဲမှာလွင့်မျောပြီးတော့ကိုမြင်ညာမြင်ကြားညာကြားနေရပါတော့အဲ့လိုပုံစံမျိုးဖြစ်စေတဲ့ဆေးဝါးတွေမှာထည့်ထားပါတယ်ဒါမွေးဆေးဝါးတွေမှာတော့သူကမပါပါဘူးเนาะကျွန်တော်ဒီခန္ဓာကိုယ်မှာသူကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကခုနကကျွန်တော်တို့ဒီ serotonin receptor ဖြစ်တဲ့ 5-HT2A မှာသွားပြီးတော့pop bind လုပ်တယ်ပေါင်းလိုက်တယ်ပေါင်းပြီး serotonin ထွက်စေတယ်အဲ့တော့ serotonin ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်မှာကျွန်တော်တို့ကဘာလုပ်ပေးတာလဲဆိုတော့ပျော်ရွှင်စေတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ depression လို့ခေါ်တဲ့စိတ်ကြယောဂါတွေကိုတက်တာစေတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့က तू ကဒီနောက်တစ်ချက်သူ့ရဲ့အဓိကလုပ်ပေးတာကဒီအုံနောက်ရဲ့အစိတ်ပိုင်းတွေတစ်ခုနဲ့တစ်ခုကြားမှာ connectivity ပေါ့နော်ပေါင်းဆက်ဖွဲ့စည်းမှုပေါင်းဆက်အလုပ်လုပ်မှုပိုကောင်းစေတယ်အဲ့တော့ဒီပုံမှန်နေထားမှာဆိုလို့ရှိရင်လည်းကျွန်တော်အုံနောက်ရဲ့အလုပ်လုပ်တာကျွန်တော်တို့ကအသိအများကြီးဒီစိတ်ပိုင်းတွေအများကြီးသိမလုပ်လို့နိုင်ဘူး% သိအများကြီးဒါပေမဲ့တကယ်လို့ဒီကျွန်တော်တို့ကဒီ psilocybin ကိုသုံးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဂျာမန်ချိတ်ဆက်မှုတွေအရန်ကောင်းလာပြီးတော့အုံနောက်ရဲ့80ခိုင်နှုန်းလောက်တော့အလုပ်လုပ်တယ်လို့ပြောကြတယ်အဲ့တော့အုံနောက်ရဲ့တွေးနိုင်စွာတွေမှတ်နိုင်စွာတွေပိုကောင်းလာတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဒီအနုပညာရှင်တွေနောက်စာရေးဆရာတွေပါလေကျွန်တော်နိုင်ငံသားမှာဆိုအဲ့ဒါတွေကိုသူတို့ရဲ့အတွေးအာရုံတွေကိုစိတ်သက်ပိုကိုမြူးနိုင်အောင်လို့ဒီကောင်ကျွန်တော်တို့ကစားကြတယ်ပေါ့နော်စားကြတယ်ဒါပေမဲ့ကိုလိုးလက်ပေါက်ကရရှောက်စားတာမဟုတ်ဘူးเนาะသူကအချိန်စားနေစားတာပေါ့နော်သူကလိုးလက်ပေါက်ကရစားရဲဆိုလို့ရှိရင်တော့ဘေးတော့ဆိုးကျိုးတွေကအများကြီးရှိတယ်ဟိုတော့ကကျွန်တော်ခုံချသွားတယ်အဲ့ကလေးတယောက်လို့ပေါ့နော်အဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီ psilocybin ဒီကျွန်တော်တို့အုံနောက်ရဲ့ဒီ connectivity တွေကောင်းနေတယ်တခုနဲ့တခုဒီပူးပေါင်းဆောင်မှုတွေပိုကောင်းတယ်နမူနာပြောရရင်ဗျာကျွန်တော်တို့ကဒီတန်စုံ T1 တခုလို့ပေါ့အုံနောက်မှာရှိအစိတ်ပိုင်းတစ်ခုစီကကျွန်တော်တို့ကဒီတန်စုံ T1 မှာပါတဲ့ကျွန်တော်တို့က saxophone တို့နောက်ပြီးတော့ကျွန်တော်တို့က piano တို့နောက်ပြီးတော့ guitar တို့အခြားဟာတွေပေါ့ဗျာဒုတိယပစ္စည်းတွေပေါ့ဒုတိယပစ္စည်းတစ်ခုကြီးတီးတဲ့အခါမှာအတန်လေးကတော့မစိုးပါဘူး guitar လေးတစ်ခုတည်းတီးရတယ်ဒါပေမဲ့တန်လေးကတော့မစိုးပေမဲ့အရင်တော့နားထောင်လို့မကောင်းနေဘူးဒါပေမဲ့ orchestra တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အကုန်လုံးပေါင်းပြီးတော့တီးကြတဲ့အခါမှာတကယ် T1 ကြီးတကယ်တန်စုံ T1 ကြီးနားထောင်လို့အရင်ကောင်းလာတယ်အရင်မိုက်လာတယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်အုံနောက်ရဲ့အစိတ်ပိုင်းအားလုံးမှာဒီ psilocybin molecule ကြောင့်အကုန်လုံး connectivity ကောင်းလာတဲ့အခါမှာအုံနောက်ရဲ့အစိတ်ပိုင်းအားလုံးဒီပါက70%နည်းမှမနေရနော်အဲ့လောက်တော့လုံးလာတဲ့အခါမှာအုံနောက်ရဲ့ဒီအုံနောက်တန်စုံ T1 ကြီးအကောင်းကောင်းမလုံးပြီးတော့ချို့မမြင်ရတဲ့ချို့ဟာကြီးမြင်လာမယ်မကြားရကြားလာမယ်နောက်ကဘာလေးရောက်သွားသလိုဖြစ်သွားမယ်ပေါ့နော်အဲ့လိုလွင့်မျောခြင်းတွေခံစားမယ်အဲ့ဒါကြောင့်မို့လဲဒီခံစားချက်ကိုလိုချင်လို့တချို့ကြတော့ဒါကိုကျွန်တော်တို့ကတလွဲသုံးပြီးတော့မွေးစေဝပုံစံသုံးကြတာဖြစ်နေမယ်အဲ့တော့ဒီကောင်ကမွေးစေဝပုံစံနဲ့သုံးတာတော့မဟုတ်ဘူးဒီကောင်ကကျွန်တော်တို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ခုနပြောတဲ့စိတ်ကြယောဂါတွေတက်တာစေတယ်နောက်တဲ့အတွေးတွေပိုကောင်းတယ်ဒါကြောင့်မို့ဒီအုံနောက်နဲ့ပတ်သက်တဲ့ဒီကိစ္စတွေမှာပိုကောင်းစေတယ်ကျွန်တော်တို့ကဒီစေးတစ်မျိုးလိုတော့ကျွန်တော်တို့ကပြောလို့တော့ရရပါတော့ဒါပေမဲ့စေးဆိုတာကတော့ပါစီဒီမောတော်များတလွဲသုံးတာရှိနိုင်တာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကဒီဘာမှအနေရမရှိတဲ့ဆေးတွေတောင်မှတလွဲသုံးရင်ဘေးတော့ဆိုးကျိုးများတယ်ဆိုလို့ရှိရင်ဒီလိုဆေးတွေကကျွန်တော်တို့ကဒီစိတ်ယောဂနဲ့ပတ်သက်တဲ့ဒီဆေးမှမဟုတ်ဘူးစိတ်ယောဂနဲ့ပတ်သက်တဲ့ဘယ်ဆေးမဆိုဘေးတော့ဆိုးကျိုးတွေရှိရကြမလို့ဆရာဝန်ညွှန်ကြားချက်မပိုင်လို့သုံးလို့မရဘူးဒါကတော့ကျွန်တော်တို့ကဒီ psilocybin ဆိုတဲ့ကျွန်တော် magical mushroom မှာပါတဲ့ကျွန်တော်တို့ဒီ chemical compound လေးရဲ့အုံနောက်မှာအလုပ်လုပ်ပုံကျွန်တော်အကြံဉာဏ်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာစေတုတေသနာဖြစ်နေသုံးနေတဲ့ဟာလေးကျွန်တော်ပဲပြောပြခြင်းပါနော်အဲ့စေတုတေသနာမှာဆိုကျွန်တော် depression မိုင်းပေါ့ဒီကင်ဆာယောဂါကြောင့်စိတ်ကြယောဂါဖြစ်နေတဲ့ depression ဖြစ်နေတဲ့သူတွေကိုကျွန်တော်တို့ကဒီ psychedelic drug ပုံစံမျိုးနဲ့ဒီ magical mushroom လေးတွေကိုကျွန်တော်ပေးလိုက်တဲ့အခါဆရာဝန်တွေပေးတာပေါ့နော်ဆရာဝန်တွေပေးလိုက်တဲ့အခါမှာဘာတော့တွေ့လဲဆိုတော့တော်တော်အံ့ဩစရာကောင်းတယ်နော်ဒီပထမတစ်ပတ်လောက်မှာနေမြဲကျွန်တော်တို့က60ရာခိုင်နှုန်းလောက်3ပုံ2ပုံလောက်ပေါ့အကြမ်းပြောရရင်လူ10ယောက်မှာဆိုလို့ရှိရင်6ယောက်9ယောက်လောက်အဲ့လောက်ကလူ100မှာဆို60 90လောက်ကစိတ်ကြယောကလုံးဝတက်တာတလောက်နှီးပါဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပြောနေတာခုနအုံလုံးရဲ့ connectivity ကောင်းလာပြီးတော့ तू ကဒီစိတ်ကြယောကဝေဒနာဖြစ်စေတဲ့အရာတွေတော်တော်များရော့သွားပုံရပါတယ်ဒါအဲ့လားလုံးဝတကယ်သူ့ဝေဒနာတကယ်ရှိရနော်ပြီးတော့လက်ကြံလူတွေကလက်ကြံနော်ခုနကပြော60ရာခိုင်နှုန်းကကောင်းပြီလက်ကြံလူတွေက80ရာခိုင်နှုန်းလောက်ကလည်းနောက်3လလောက်မှာလုံးဝအဲ့ဒီစိတ်ကြယောဂဝေဒနာတော်များသက်သာသွားတယ်ဒါကြောင့်မလို့ဒီစိတ်ကြယောဂနဲ့ပတ်သက်တဲ့ဒီဆေးတွေချို့တို့အဲ့စိတ်ကြယောဂတွေတောက်ရင်နဲ့ဆေးတာတောက်ပြီးတော့နောက်ပိုင်းဆေးမတိုးတော့ဘလောက်တောက်စိတ်ကြယောဂလုံးဝအဆင်ပြေတော့တဲ့သူတွေဆိုလို့ရှိရင်နောက်ပိုင်းစေတုတေသနာဌာနတွေကနေပြီးတော့ဒီလိုလူတွေကိုဒီကျွန်တော် magical mushroom လေးကိုစမ်းပေးပြီးတော့ကုသလာမျိုးတွေချို့လုပ်နေကြပြီပေါ့နော်တကယ်ဒီကဘာလုံးကဒါရုပ်တွင်းကျသုံးတဲ့ပုံစံမျိုးကြီးတော့မရှိသေးဘူးအဲ့တော့သူတေသနာလုပ်တဲ့သုံးတယ်ပေါ့ဒါပဲအဲ့လိုမျိုးပေါ့ဒါပေမဲ့သူ့ရဲ့ကောင်းကျိုးတွေကတအားများတယ်တအားများတဲ့ခါကျတော့ဒီစိတ်ကြယောဂအတွက်သုံးနေကြတယ်သူတေသနာတွေရှိပါတယ်
အဲ့ဒါကြောင့်မို့ကျွန်တော်ခုနပြောတယ်မွေးစေဝါလို့သတ်မှတ်လို့မရဘူးပေါ့နော်မွေးစေဝါလို့ပြောပြီးချို့ရတော့ဒါလုံးဝဟာဒါတို့ကျို့ဆိုဒါကြီးကလုံးဝမသုံးသင့်ဘူးပုံစံမျိုးဖြစ်နေကြလို့အဲ့တော့သုံးသင့်လားမသုံးသင့်လားဆိုတာတော့ဒါဆရာဝန်တွေကျွမ်းကျင်တဲ့သူတွေကဆုံးဖြတ်ပြီးတော့ guideline ပေးပြီးတော့လုပ်ကြတဲ့အရာလို့ဒါသိထားရင်တော့ရပြီပေါ့နော်နောက်တစ်ချက်ကသူတေသနာနောက်တစ်ခုလုပ်သေးရရှိသေးတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ကစလိပ်ဖြတ်တာစလိပ်ဖြတ်တဲ့ဆေးတွေချို့ဆေးတွေရှိရနော်အဲ့စလိပ်ဖြတ်တဲ့ဆေးတွေရဲ့ဒီကျွန်တော်တို့ဒီ psychedelic drug ဖြစ်တဲ့ကျွန်တော်ဒီ psilocybin နဲ့ကိုတွဲဟွာပေါ့ compare လုပ်ပြီးတော့ကျွန်တော်တို့ကလုပ်ကြည့်တဲ့အခါမှာသူတေသနာလုပ်ကြည့်တဲ့အခါမှာ volunteer တွေကပေါ့နော် volunteer တွေကကျွန်တော်စလိပ်ဖြတ်မယ်ပါညာပေါ့နော်အဲ့လိုလုပ်ကြည့်တဲ့အခါမှာလေထူးဆန်းအံ့ဩဖွယ်ရပဲအဲ့ဒီခုနကဆေးတွေထက်စလိပ်ဖြတ်တဲ့ဆေးတွေထက်တောင်မှဒီကောင်ကစလိပ်ပြတ်သွားတဲ့နှုံဂျာကိုင်တို့ပူများတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့နောက်ပိုင်းကျတော့ဒီသူတေသနာတွေကတကပောင်လုံးမှာအခုဆိုလို့ချင်းဒီဟာနဲ့ပတ်သက်ပြီးတော့ပြောနေကြတော့ကြာပါပြီအခုမှကျွန်တော်တို့ချီမှာကအဲ့ဒီတိုက်ပေါ်ခုန်ချတဲ့ကိစ္စဖြစ်သွားလို့ဒါတော်တော်များစိတ်ဝင်စားလာကြတာအဲ့တော့သူတေသနာတွေလုပ်နေကြပြီအဲ့တော့ဒါရဲ့ကောင်းကျိုးဆိုးကျိုးတွေလုပ်နေကြပြီနောက်တစ်ချက်ကရှို့ဆိုလို့ရှိရင်ဆေးတွေမှာပါထည့်ပြီးတော့သုံးနေရမျိုးတွေရှိနေကြပြီဒါပေမဲ့အဲ့ဒါတွေအားလုံးကဆရာဝန် guideline နဲ့လုပ်နေကြတာဖြစ်တယ်ကိုယ့်ဘာကိုလုပ်တာတော့မဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ဘာကိုဒါကြီးကိုသုံးနေတာဘာမှ guideline မရှိပဲသုံးနေတာတော့ကျွန်တော်တို့လုံးဝအမပေးဘူးအဲ့တော့အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်လည်းအလွဲသုံးသားပုံစံဖြစ်ပြီးတော့ခုနလိုမျိုးပေါ့နော်ကောင်လေးလိုမျိုးကိစ္စမျိုးတွေဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီကိစ္စမှာကျွန်တော်တို့ကဒီတော်တော်များပြောကြတဲ့ good trip bad trip ပေါ့နော်အဲ့လိုမျိုးရှိကြတယ်တော့ဒီကောင်းတဲ့ပုံစံမျိုးဖြစ်သွားစေနိုင်တယ်လို့သူကစိတ်ခံစားချက်ကအရန်ပြင်းထန်နေတဲ့အချိန်မှာအဲ့စိတ်ခံစားချက်ကိုမူကပိုဆိုးသွားပြီးတော့တကယ်တငိုဒီဖြစ်ပြီးတော့ depression ကိုအဆိုးဆုံးလည်းဖြစ်သွားနိုင်သေးတယ်အဲ့တော့ depression ကိုတတ်တာစီလို့ဆိုကောက်တော့လိုက်ကမှ depression ပိုဆိုးပြီးတော့ကိုယ့်ကိုတက်တည်ခြင်းတဲ့စိတ်တွေလုံးဝတကယ်ကိုယ်နဲ့ပတ်သက်တစ်ခုခုအနာတရားဖြစ်အောင်လုပ်ချင်စိတ်တွေလည်းဖြစ်သွားနိုင်သေးတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီ percent တော့နည်းတော့နည်းတယ် 20% တော့ရှိရတော့ပြောကြတယ်ဘလောက်နည်းနေလေကိုအဲ့နည်းနည်းမှာပါသွားနိုင်တယ်ဒါကြောင့်မလို့ဆရာဝန်ဘေးနားမှာရှိတာမျိုးခိုင်နှန်းပေးတာမျိုးမဟုတ်ဘဲနဲ့ဒီကောင်လုံးဝမသုံးသင့်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကိုယ့်ဘာကိုသုံးသင့်တဲ့အစားအစာလားပေါ့နော်အဲ့တော့ကိုယ့်ဘာကိုမသုံးသင့်ဘူးเนาะကိုယ့်ဘာကိုမသုံးသင့်ဘူးအဲ့တော့ဒီဆရာဝန်တယောက်ရဲ့ guideline နဲ့တကယ်လုပ်မယ်ဆိုလို့ရှိရင်เนาะဒါကျွန်တော်တို့ကတေးရှာနဲ့ကြက်ကြက်မှတ်နဲ့လုပ်မယ်ဆိုလို့ရှိရင်เนาะသုံးသင့်တာမသုံးသင့်တဲ့ဆိုတာထက်သုံးလဲအရင်ပြဿနာမရှိတော့တဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ဘာကိုဘာဆရာဝန် guideline မှလည်းမပါဘာမှကြိုတင်ပြင်ဆင်တာမရှိပဲလုပ်မယ်ဆိုရင်တော့ကန်ဆိုးပြီးတော့ bad trip ထဲရောက်သွားတယ်ပေါ့နော်ခုနကပြော 20% နဲ့ရောက်သွားလို့ရှိရင်เนาะခုနတိုက်ပေါ်ခုံချသလိုမျိုးအန်ရမျိုးတွေကြုံလာနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ကိုယ့်ဘာကိုလုံးဝသုံးသင့်တဲ့အစားအစာမဟုတ်ဘူးလို့ကျွန်တော်ပြောပြသည်အဲ့တော့ဒီကျွန်တော်တို့က magical mushroom ခေါ်တဲ့ shroom လေးပေါ့နော်အဲ shroom လေးကကျွန်တော်တို့ကမွေးစေးဝါးထဲမှာပါလာ shroom မာတွေကရောမွေးစေးသုံးတဲ့သူတွေလားစေးဆွဲတဲ့သူတွေလားဆိုတော့အဲ့မဟုတ်ပါဘူးเนาะဒီကောင်မွေးစေးမဟုတ်ပါဘူးအဲ့တော့မွေးစေးလို့လည်းအဲ့လိုမျိုးတောက်လျှောက်ကြီးဟိုက်နေတာမျိုးလုံးဝတိတ်တက်ကြွနေတာမျိုးเนาะ psycho active drug ထဲမှာတော့မပါဘူးအဲ့တော့မွေးစေးတွေကျတော့ကျွန်တော်တို့ကသုံးပြီးသွားစေတက်ကြွပြီးလုံးချင်အောင်တောက်လျှောက်တက်ကြွလုံးနေတာဒါအဲ့လိုမျိုးဒါတက်ကြွလုံးတဲ့ဟာမဟုတ်ဘူးချောင်းတစ်ချောင်းမှာတော့ခွေပြီးတော့ဟိုက်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဆေးကြောက်တို့ဘာလို့ပုံစံမျိုးလဲမဟုတ်ဘူးသူကအချိန်ကြာကြာသုံးပြီးတော့ဒီ depression တွေဘာတွေကိုကုသတဲ့နေရာမှာသုံးနေတာပေါ့နော်နောက်ပြီးတော့အုံနောက်နဲ့ပတ်သက်ပြီးတော့ဒီယောဂါတွေမှာတက်တာအောင်လို့လုပ်တဲ့အခါမှာသူတေသနာလုံးနေတဲ့ဆေးเนาะအဲ့လိုပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့ဒီကောင်ဒီမွေးဆေးတော့မပါဘူးဒါကြောင့်မလို့ဒီမွေးဆေးဝါပုံစံနဲ့သုံးဖို့လည်းမသုံးသင့်အောင်ကျွန်တော်ပြောချင်ပါတယ်အဲ့လိုပဲမွေးဆေးဝါပုံစံနဲ့ဒါကြီးကလုံးဝမသုံးသင့်ဘူးဆိုတော့ယူဆဒီ controversial ဖြစ်နေတဲ့ကိစ္စကလည်းမဟုတ်ဘူးဆိုတာကျွန်တော်ပြောချင်ပါတယ်အဲ့တော့တေချာသိချင်ရင်တော့ကျွန်တော်တို့ဒီ online ရှိနေရပါဗျာ YouTube မှာရှာကြည့်နောက်ပြီးတော့ website တွေမှာလိုက်ရှာကြည့်ပေါ့เนาะအဲ့တော့အချုပ်ပြောရရင်တော့ဒီ magical mushroom လေးဒီကိုယ့်ဘောက်ကို guideline နဲ့သုံးမယ်ဆိုလို့ရှိရင်လည်းဆရာဝန်ညွှန်ကြားချက်နဲ့သုံးလို့ရတဲ့ဈေးတွေမှာပါသလိုကိုယ့်ဘောက်ကိုလုံးဝဆရာဝန် guideline မပါဘဲနဲ့ကြောက်ရမ်းသုံးလို့ရတဲ့ဟာလည်းမဟုတ်ဘူးလို့ပြောရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်ကိုညီကုန်းချုပ်ပါတယ်ဒီကြည့်ပေးကြတဲ့ပရိသတ်အားလုံးကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ဒီလိုပဲကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒဒီကိုသိကျင်နေဆိုရင်ကျွန်တော်တို့ရဲ့ All About Medicine channel လေးနဲ့ All About Medicine Facebook page လေးကို like and follow လုပ်ပြီးတော့ subscribe notification bell လေးလည်း on ထားဖို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်